အခုလိုမိုးရဒီမှာပေါ့ပေါ့ပါပါဝတ်မယ်ခုမမနေတယ် Seahorse လေးရောက်ပါတယ်ရှင်။သူကလုံးဝ100ရာခိုင်နှုန်းအိန္ဒိယမိတ်စစ်ဖြစ်ပါတယ်။ packaging တွေလုံးဝအရန်ကောင်းကောင်းလေးနဲ့ပါတယ်။ပြီးတဲ့အပြင်ကို100ရာခိုင်နှုန်းချီသားဖြစ်ပါတယ်ရှင်နော်။ packing ကဒါမျိုးသွားပါတယ်။သူကတော့ Seahorse တစ်စိမ့်နဲ့ထွက်တယ်။အိန္ဒိယအစစ်ဖြစ်ပါတယ်။လက်ပါဖြစ်ပါတယ်။ဂုတ်တစ်စိမ့်တွေကဆိုသူကလုံးဝအဲ့လိုပါပါတယ်။ size number 38 size number 40ဆိုပြီးနှစ် size ပါမယ်လက်ပါမှာကောင်းတယ်။ချီသားတော့လုံးဝစစ်တယ်။လေမင်းနေရဆိုလုံးဝလေဝင်လိုက်လို့ရှိရင်ထောက်ကြီးတင်းတင်းကြီးမဖြစ်နေအောင်လို့လုံးဝပါရှက်နေအောင်တေချာလေးကိုကတ်ချက်ပြီးထုတ်ပေးထားပါချုပ်ရိုးအစားချုပ်ရိုးပြောင်းနဲ့သွားပေးထားတယ်เนาะဒီမှာကြည့်ချုပ်ရိုးအစားချုပ်ရိုးပြောင်းနဲ့သွားထားတယ် quality တော်တော်ကောင်းတယ်မှာအတွင်း line တွေလည်းအားလုံးဓာတ်ဆက်ရာတွေပုံပါမယ်ပေါ့နော်ပေါင်ငင်အားဖြင့်ဆိုလို့ရှိရင်120 130 135 140ပတ်ချလဲဒီကောင်းကောင်းဝင်လို့ရပါမယ်ရှင်လုံးဝ100ရာခိုင်နှုန်းချီတာအစ်စ်ဖြစ်ပါတယ် Seahorse တစ်စိတ်အိန္ဒိယကိုမှလက်ပါဖြစ်ပါတယ်ရှင်စက်ခဲ့ရင်တော့6ထည်တစ်စီးကစက်တင်မှာယူအပေးရမှာ။သူကကြတော့ဒနာလေးကြီးပါဒီမှာနားလေးဆို original နဲ့တည်းတူရတယ်။တောင်းလို့ not original ဒီလိုမျိုးတစ်စီးမှာ6ထည်ပါပါမယ်။ size ကတော့2 size ပါပါမယ်ရှင်။တကယ်လို့ size က2 size မလို့ခြင်းနဲ့အမားလေးဆိုတော့တစ်ချက် raw cost လုပ်ပေးရှင်။ဒါမျိုးလေးပေါ့နော်။2 size 6ထည်2 size 6ထည်2 size 6ထည်ဆိုပြီးအဲ့လိုမျိုးလေးတွေပါပါမယ်။အိန္ဒိယစစ်ကုံမှာမြင်းကောင်းစွတ်ကျဲဒီဇိုင်း Seahorse ဖြစ်ပါတယ်ရှင်။ကြိုက်ခဲ့ရင်လည်းဟာလုပ်ပေးပါရှင်။6ထည်တစ်စီးတော့ယူပေးပါရှင်။ Seahorse လေးဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်